ဒီနေ့လက်စာနဲ့မလို့စကားလေးဆက်ပြောကြတော့ပါခုနကတော့မောင်လေးတယောက်မန်နဲ့ comment နော်ပါတယ် Elmo Poka တန်းဆိုတဲ့ဟာလေးနော်ဆိုတော့အဲ့ဒီမန်မျိုးတွေကျွန်မစီခဏခဏလာမှန်းတာပေါ့နော်ဆိုတော့ဘယ်ကနေရောက်လာတဲ့ comment လဲဘယ်သူကလှော်လိုက်တဲ့ propaganda လုပ်လိုက်တဲ့ comment လဲဆိုတာကျွန်မသိပါတယ်เนาะကျွန်မသိပါတယ်ဘယ်သူပြောလိုက်လို့ပြောလဲဆိုတာကျွန်မသိပါတယ်เนาะဆိုတော့ကျွန်မဘာဖြစ်လို့ပြန်မပြောဘူးလဲဘာဖြစ်လို့ပြန်ပြီးတော့မှမဖြေရှင်းလဲဘာဖြစ်လို့ပြန်ပြီးတော့မှအဲ့ဒီຢာတွေပြန်မပြောလဲဆိုတဲ့ခါကျကျွန်မခုနပြောသလိုပဲအရေးသွေးနှိမ့်တဲ့သူတွေနဲ့ကျွန်မပြိုင်မပြောချင်လို့ကျွန်မပြန်မပြောတာเนาะလူဆိုတာကလေကိုကျင်လေတဲ့အတိုင်းဝိုင်းရဲ့ပုံရိပ်ကပဲထင်ဟပ်တာကိုကျင်လေတဲ့အတိုင်းဝိုင်းရဲ့နှုတ်ထွက်စကားတွေကပဲကိုယ့်ကို influence ဖြစ်တာပေါ့နော်ကျမကိုအဲ့လိုမျိုးနာမည်ကမွန်းတက်ပြီးတော့မှပြောတဲ့အမျိုးသမီးအဲ့ဒီအမျိုးသမီးရဲ့မိဘအမေအဲ့ဒီအမျိုးသမီးရဲ့ဘဝအဲ့ဒီအမျိုးသမီးရဲ့လက်ရှိအခြေအနေတွေဟာကျမပြန်ပြီးရှင်းပြစရာမလိုတော့အောင်ကိုရှိနေပြီသားအဲ့တော့ဒီမျိုးသမီးကကျမကိုအဲ့လိုမျိုးနာမည်ကိုကမွန်းတက်ပြီးတော့မှပြောတယ်ပေါ့ကျမဘာဖြစ်သွားလဲကျမရဲ့ဖြစ်တည်မှုကျမရဲ့ဘဝကျမရဲ့တမိုင်းလူတယောက်ဆိုတာတမိုင်းကပြင်လို့မရဘူးအတိုင်းဝိုင်းဆိုတာလည်းပြင်လို့မရဘူးမိဘဆိုတာလည်းပြင်လို့မရဘူးမိဘကိုသားသမီးဟာရွေးချယ်လို့မရဘူးနော်ကျမတို့ကမိကောင်းဖခင်သားသမီးကနေပြီးတော့မှမွေးဖွားတန့်စင်ထားတဲ့ပတ်ဝန်းကျင်ကောင်းအတိုင်းဝိုင်းကောင်းမှာကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်ကောင်းအတိုင်းဝိုင်းကောင်းမှာဂုံတိတ်ခါရှိတဲ့အလုတ်အကင်ကောင်းနေနဲ့ရက်တည်နေတဲ့ပညာလေးတက်တဲ့အဆင့်တန်းလေးရှိတဲ့သူတွေဖြစ်တယ်အဲ့တော့ကျမတို့ရဲ့အတိုင်းဝိုင်းမှာမွေးဖွားစဉ်ကနေပြီးတော့မှအခုလက်ရှိအချိန်ထိကျမတို့ရဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းမှာဆဲတာဆိုတာအယုတ်တအနတ္တပြောတာသူတစ်ပါးကိုစော်ကားတာပုတ်ခတ်တာမိုင်ရိုင်းတာဗဇက်ကနေဖေတော့မောင်တော့တွေနဲ့ဟာဖာတွေဖေတွေနဲ့ပြောတယ်ဆိုတဲ့စကားလုံးတွေကိုကျမတို့မိဘတွေကလည်းမပြောဆိုခဲ့တယ်လို့ကျမတို့ကလည်းမပြောခဲ့ဘူးကျမတို့မပြောခဲ့တယ်လို့ကျမတို့ရဲ့သားသမီးတွေဟာလည်းမပြောတတ်ကြဘူးအဲ့လိုအတုံးလုံးတွေဟာကျမတို့ဟာမိသားစုချင်းမှာပဲဖြစ်စေပတ်ဝန်းကျင်မှာပဲဖြစ်စေစိတ်တူလိုပဲဖြစ်စေပျော်လိုပဲဖြစ်စေကျမတို့လုံးဝမတုံးလုံးတဲ့အတုံးလုံးတွေလူတယောက်ကိုလေအဲ့တော့လူတယောက်ကိုကြည့်လို့မရဘူးမကြိုက်ဘူးဆိုကြည့်လို့မရပိုင်ခွင့်ရှိတယ်မကြိုက်ပိုင်ခွင့်ရှိတယ်ဘာကြောင့်ကြည့်လို့မရဘူးလဲဘာကြောင့်မကြိုက်ဘူးလဲဆိုတာ reasonable ကြကြပြောပြတတ်ဖို့လိုတယ်လူတယောက်ကိုဝေဖန်နေထောက်ပြနေဆိုရင်နော်ဟာဥမာကျမကိုဘောမကြီးမလို့သူတို့စေးကြတယ်ဆိုရင်ကျမဘောမကြီးဘာတွေကြောင့်မလို့ तू ကဘောမဖြစ်တယ်ဘာတွေကြောင့်မလို့ तू ကဘယ်အကြောင်းအရာတွေက तू ကတိုင်းပြည်ကိုဖျက်ဆီးနေတာဘယ်အကြောင်းအရာတွေကတော့ဘသူဟာသူ့ကြောင့်မလို့ဒုက္ခရောက်ခဲ့တာဘယ်အကြောင်းအရာတွေကတော့ तू ကဘသူ့ကိုဒုက္ခပေးခဲ့တာဘယ်အကြောင်းအရာတွေကကြောင့်မလို့သူ့ကိုဘောမလို့ဖြစ်အတိအကျပြောရတယ်အချက်နဲ့အလက်နဲ့ fight ရတယ် fight တယ်ဆိုရင်ကျမလည်းလူတယောက်ကို fight အဲ့လို fight တယ်အချက်အလက်နဲ့ fight တယ် data နဲ့ fight တယ်ဗယံပရာမ fight ဘူးဗယံပရာတွေအဲ့လိုမျိုးထင်တိုင်းနေပြောတော့နည်းနည်းလေးရိုင်းပြီးပြောမယ်စောက်ဘောဖြစ်တာပေါ့စောက်ဘောစရိုက်တွေနော်လမ်းဘေးစရိုက်တွေသိလားထင်ရမြင်ရတွေနဲ့ပြောပြီးတော့မှလူတယောက်ရဲ့ဘဝမသိရင်ပဲခြံအောင်လဲဝင်ပြီးကြည်နေတဲ့ပုံစံမျိုးနဲ့ပြောတာတွေကြတော့စောက်ဘောဖြစ်တာပေါ့နှထင်မရှိတာပေါ့ခေါင်းထဲမှာအဖြူရောင်တွေရှိရမယ်အစားအဝါရောင်တွေရှိနေတာပေါ့စောက်ဘောအဖြစ်မခံရဘူးပြောချင်တယ် fight ချင်တယ်ဆိုရင်day fight ချင်တယ်ဆိုလို့ရှိရင်အချက်အလက်နဲ့ fight ရတယ် data နဲ့ fight ရတယ်ကျမတို့လည်းနင်လားဟဲ့ငါလားဟဲ့ပြောပြီဆိုအချက်အလက်နဲ့ပြောတယ် data နဲ့ပြောတယ်ဗယံပရာမပြောဘူးအဲ့တော့ဟုတ်ပြီကျမတို့ဟာ Elmo Poka တန်းပေါ့သူတို့ပြောတဲ့ဟာနော်စာကြီးထိုးပြီးတော့မှကျမအကြောင်းကြီးကိုတစ်ထောင်တညပုံမြင်ကြီးတွေခြံအောင်နဲ့ဝင်ကြည့်ထားသလိုကြီးပြောနေကျမပြန်ပြောလို့ရတာပေါ့ဘာဖြစ်လို့ပြန်မပြောလဲသိလားကျမပြန်ပြောစရာမလိုအောင်သူတို့ဘဝသူတို့အဆင့်တန်းနေရအဲ့လိုကြီးထင်းနေပြီးသားအဲ့တော့
သူတို့ကဘာဖြစ်လို့အဲ့ဒီအတုံးနှုံမျိုးနဲ့ကျမကိုတုံးနှုံလိုက်တာလဲဆိုတော့သူတို့ကအဲ့လိုတုံးနှုံနဲ့အဲ့ဒီလိုဘဝမှာနေရတဲ့သူတွေကအဲ့ဒါရဲ့အငုံစိတ်ရှိတယ် trauma ရှိတာပေါ့ရှင်အဲ့ဒီစကလုံးကို trauma ရှိတာပေါ့ဖော်ကားလို့ပြောလိုက်ရင်ဆက်ဆက်ခါနာတတ်တဲ့ trauma ရှိတာပေါ့ဘာဖြစ်လို့ဆိုတော့သူတို့ကအဲ့လိုဘဝမှာကျင်လည်နေရတဲ့သူဆိုတော့လူတကာကသူတို့ကိုအဲ့လိုပြောရင်ခံစားရတဲ့ဆက်ဆက်ခါနာတဲ့နာကျင်မှုကိုသူတို့ကခံစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့အများသူငါကိုလည်းအဲ့ဒီလိုပြောလိုက်ရင်အဲ့ဒီလိုနာသွားမှာပဲလို့ထင်တာနိုးပါဟုတ်လားအဲ့လိုထင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးကမုန်းနေတက်ပြီးတော့မှပြောတာအဲ့တော့သူတို့ဘဝတွေကိုပြန်ကြည့်လိုက်တော့အမေညီကောင်မောင်နှမမိမိကိုယ်တိုင်အဲ့ဒီဟာတွေဖြစ်နေတာအဲ့တော့အဲ့လိုမျိုးအတိုင်းဝိုင်းမှာကျင်လည်နေတဲ့သူဖြစ်တဲ့အတွက်ကြောင့်အဲ့စကလုံးတွေဟာသူတို့အတွက်ကနာကျင်စရာစကလုံးတွေကျမတို့အတွက်ကတော့နာကျင်စရာစကလုံးမဟုတ်ဘူးသိလားဒါကြောင့်မလို့လေရုပ်ရင်းချမ်းတဲ့စကလုံးတွေထွက်ကြတယ်ဆိုတာကကျင်လည်ရာအတိုင်းဝိုင်းရဲ့ influence တွေကြောင့်မလို့ထွက်တာကျမလုံးဝဒီနေ့ဒီချိန်ဒီကျမပါဇက်ကနေပြီးတော့မှကျမစိတ်တူသည်ပဲဖြစ်ဖြစ်ဒေါသထွက်သည်ပဲဖြစ်ဖြစ်လူတယောက်ကိုကျမကပြန်ပြီးတော့မှတုံ့ပြန်ရင်ပဲဖြစ်ဖြစ်ကျမအဲ့လိုမျိုးဖေးတွေဖာတွေနဲ့ကျမတုံ့ပြန်တာကြားဘူးလားအချက်လက်နဲ့ပဲပြောတယ်ဘောင်နဲ့ရပဲပြောတယ်နှစ်ထင်မပါတဲ့စကားလုံးတွေနဲ့ကျမမပြောဘူးကျမဥပမာပြောပြမယ်ကျမသားလေးငယ်ငယ်ရပေါ့နော်အိမ်မှာကျမတို့အဖေ in service ဖြစ်စင်တော့အဖေတပည့်ရှိတာပေါ့နော်ရဲဘော်တွေကထိန်းတာပေါ့နော်ကျမသားလေးကိုထိန်းတဲ့ခါကျတော့ရဲဘော်တွေဆိုတော့ထုံးစံတိုင်းပဲပေါ့သိတယ်လားစကားပြောရင်အစဲလေးအဆိုလေးနဲ့ယောက်ျားချင်းတွေပြောကြတာဟုတ်ဆိုတော့ခလေးကိုထိန်းတဲ့ခါကျတော့ကျမသားလေးကိုထိန်းတဲ့ရဲဘော်လေးသူကထိန်းတဲ့ခါကျတော့သူတို့ချင်းပြောတော့အိမ်ကသားကလေထမင်းစားရင်တော့ရဲဘော်တွေနဲ့သွားစားတာစလုံးကြီးနဲ့စတီးစလုံးကြီးနဲ့သွားစားပြီးထမင်းသူလက်နဲ့မစားတတ်တော့အဲ့လိုကြီးလက်ကြီးနဲ့အဲ့လိုကြီးစားပြီးအဲ့လိုသွားစားအဲ့ဒီရဲဘော်တွေရဲ့စကလုံးတွေကဒီခလေးပေါ်မှာ influence ဖြစ်လာတာပေါ့နော်ဆိုတော့ရဲဘော်တွေကတယောက်နဲ့တယောက်နဲ့သူစကားပြောရင်စိတ်ဆိုးကြတယ်တယောက်နဲ့တယောက်နဲ့ဆိုသူတို့ရဲ့ပြန်ပြီးတော့မှ response ကကြော့ကြီးပဲကြီးပဲကွာအဲ့လိုပြောတာပေါ့နော်ပီပီတတပေါ့လေအဲ့လိုမျိုးပြောတာပေါ့ကျမတော့ပီပီတတမထွက်ရဲလို့နော်အဲ့လိုမျိုးပြောတဲ့ခါကျတော့ကျမသားအိမ်ထဲပြန်ရောက်တဲ့ချိန် तू အလိုမကြလာတဲ့ဟာမျိုးပေါ့လေ तू စိတ်ထဲမှာအလိုမကြဘူး तू လိုချင်တာမရအောင်ဆိုတော့ကြီးပဲဆိုလို့ကျမဘာပြောတာဆိုရတာ तू အဲ့ဒါလေးပြောတာဒါပေမဲ့ तू ကအဲ့ဒီစကလုံးရဲ့အတိတ်ပဲအတိမ်နဲ့ကို तू နားလေလားဆိုနားမလဲဘူးပတ်ဝန်းကျင်ရဲ့ influence အလိုမကြရင်ဒီလိုမျိုး response လုပ်ရတယ်အလိုမကြရင်ဒီလိုမျိုးတုံ့ပြန်ရတယ်ဆိုတော့ influence ကသူ့စီပါလာတာသူအလိုမကြရင် तू ဒီလိုပြောရမယ်ဆိုတော့အတိပေါ့ဒီတဲကိုရောက်သွားတာပေါ့နော်ရောက်သွားတဲ့ခါကျအဲ့လိုမျိုးပြောတဲ့ခါကျမကလေအဲ့နဲ့ထိုးတာသူ့ကိုဒီစကလုံးကမရိုင်းနဲ့ဒီစကလုံးကမပြောရဘူးလို့ပြောလို့နားလေတဲ့အရွယ်မဟုတ်သေးဘူးဒီ2နှစ်3နှစ်စကားပြောတတ်စာကလေးလေးစကားတောင်ပြအောင်မပြောတတ်တဲ့ကလေးလေးကိုဒါကတော့ရုပ်ရင်းကြမ်းတမ်းတာဒါကတော့မရိုင်းတာဒါကတော့မသိတော့ဒါကတော့လေဘလို့ဖြစ်တာဒါတွေပြောလို့ तू နားမလဲသေးဘူးအဲ့တော့ကျမဘလို့သူ့ကိုထိန်းကြောင်းရလဲဒီစကလုံးမထွက်ဖို့ကျမဘာလုပ်ရလဲဆိုအခလေးနဲ့ तू မသိအောင်တော့မီးလေးกินရတာပေါ့နော်အခလေးကိုဖွားဖွားလေးနဲ့လုပ်ပြီးတော့အဲ့စကလုံးထွက်တဲ့ချိန်လာအောင်ပါဇက်ကိုအနဲ့ပေါက်လိုက်တာမနာတနာလေးပေါ့ကြောက်အောင်လေအဲ့စကားပြောရင်အဲ့လိုခံရမယ်ပြောမှလားနာဒီနေ့ဒီချိန်ထိကျမသားမပြောတတ်တော့အဲ့ဒါပတ်ဝန်းကျင်လက်ဦးစီယာမိထိုက်ဆိုတာပုပ္ပါစရိယာမိနဲ့ဖနော်ပတ်ဝန်းကျင်ဟာအစဲဆိုတဲ့ပတ်ဝန်းကျင်မှာနေရင်အခလေးတွေက automatic အစဲဆိုတတ်တယ်ခုနပြောသူကျမကိုဖော်ကားလို့နာမည်တက်တဲ့အမျိုးသမီးရဲ့ပတ်ဝန်းကျင်ဒီဖော်ကားပတ်ဝန်းကျင်မှာ तू နေခဲ့တာဒါကြောင့်မလို့ तू ဟာဖော်ကားလို့အပြောခံရရင် तू ကဆက်ဆက်ခါနာတာဒါကြောင့်အဲ့စကလုံးနဲ့ तू များကိုတုံးလိုက်ရင် तू များနာမယ်လို့ထင်တာကျမမနာဘူးကျမအခုနာလို့ရှင်းပြတာမဟုတ်ဘူးကျမဟာပတ်ဝန်းကျင်ကောင်းအစင်တန်းကောင်းမှာဘလို့နေထိုင်ကြရတယ်လူတယောက်ကိုဘလို့စကလုံးနေနဲ့ပြောဆိုရတယ်ကျမတို့ကဘလို့ကိုယ့်ရဲ့သားသမီးကိုလည်းဘလို့ထိန်းချောင်းရတယ်ဆိုတာလေးကိုပြောချင်တာဖြစ်တဲ့ကြောင့်ကျမရှင်းပြတာကျမနာလို့မဟုတ်ဘူးဒါကြောင့်မလို့ရုပ်ရင်းကြမ်းတမ်းတဲ့စကားလုံးတွေပြောတဲ့သူတွေဟာအဲ့လိုအတိုင်းဝိုင်းမှာကျင်လည်နေရတဲ့သူတွေပဲဖြစ်တယ်သူ့ကုံကိုနှိမ့်ရင်ကိုယ်ကုံနှိမ့်တယ်အဲ့ဒါလေးပြောချင်တာ
နော်